ကြောင့်မလို့မတောင်းနဲ့လို့ပြောတာဟုတ်တယ်ဇက်ကြီးနဲ့ကြားလို့ကတော့ဒီစကားမှတ်မိတယ်မလားချော်လဲရောထိုင်ဆိုတာမတော်ဘဲတော့ဘူးတော့အော်ခွေးနေပြီပရိသတ်ရှိမှာစော်ကားလောက်ကြည့်ဒီစမတာဟိုမလို့လောက်ကြည့်အလောက်လည်းမဟုတ်ရှင်းအောင်ပါလေဒီရတယ်အခုကိုအခုရောက်ဒီကြဟေးမင်းကဟေးမင်းကလေးဟေးမင်းကလေး